ပြီးခဲ့သောရက်များတွင်စစ်ပွဲသည်မိန်းကလေး180ဦး၏အသက်ကိုယူသွားခဲ့သည်180သူတို့၏အသက်များသည်လူတစ်စိုက်တစ်ပြောင်းများသာရှိသောလူများကငါတို့အားလုံးအတွက်ဆုံးဖြတ်ပိုင်ခွင့်ကိုမိမိတို့ကိုယ်တိုင်ပေးကသိမ်းယူသွားသောတန်ပေါင်းများစွာသောအသက်များနှင့်ပေါင်းစည်းသွားသည်ဘယ်တော့မှမေးမြန်းခြင်းမခံရသော10 ဘီလီယံသောလူများအတွက်နေ့တိုင်းဘုံများမှအသက်ရှင်ကြံရည်သူများသည်အခြားနည်းလမ်းဖြင့်အသက်ဆုံးရှုံးသည်ငတ်မခေါင်းပါမှုမှအေးဒဏ်မှစတင်ပြီးပင်ခိုးယူခံလိုက်သောအနာဂတ်မှဝေဒနာသည်ပြန့်နှံ့သည်ငါတို့ကိုတင်းငယ်သည်ဟုခံစားစေသည်အရေးမပါဟုမမြင်ရဟုသို့တော့ငါတို့သည်မဟုတ်ပေတဏှာကြီးအတွင်းကဘာတစ်ခုလုံးကိုရပ်တန့်နိုင်လေမိတိဖြစ်မိသည်မိအားလုံးမျက်နှာစင်အားလုံးအတန်အားလုံးကိုပိတ်ကာတိတ်ဆိတ်ငြိမ်သက်စွာပြုထိုင်နိုင်လေတဦးချင်းမိမိဉာဏ်ဖြင့်မိမိယုံကြည်ခြင်းနဲ့အတူမိမိဝေဒနာနဲ့အတူမိမိမျှော်လင့်ခြင်းနဲ့အတူလူတန်းပေါင်း10 ဘီလီယံအချိန်ထဲတွင်ငြိမ်းချမ်းရေးကိုရွေးချယ်ပြီးသူတို့သည်ငါတို့၏အော်ဟစ်တန်ကိုမကြားနိုင်ဘူးငါတို့၏တိတ်ဆိတ်မှုကိုကြားစေပါငါတို့၏အမောင်ကိုမြင်စေပါအမောင်နဲ့နှိမ့်မွန်နေသောကဘာကြီးကိုမြင့်လူမရှိနိုင်ဘူးထိုအမောင်ထဲတွင်စစ်ပွဲ၏အတန်များသည်တယောက်တည်းကြံ့ရည်မီမျော်လင့်ချက်ကိုဘုံကျဲ၍မရပြီတိတ်ဆိတ်အောင်လည်းပြုနိုင်ပြီမက်ချလာ15ရက်12နာရီ UTC တနာရီကဘာတစ်ခုလုံးကျေးဇူးပြု